အားလုံးပဲမင်္ဂလာပါရှင် Audio ပေါ်လိုက်ပြီးပါ email ဆိုတဲ့ page လေးကနေပြန်လည်ပြီးတော့ကျေးဇူးလိုက်ပါတယ်ဒီနေ့ဒီမှာတော့ဒေါက်တာဖြူတီယာရှိသားမျှဝေထားတဲ့ self love အကြောင်းဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးကြပါရရှင်ဆောင်းပါးလေးရဲ့အစမှာကိုချစ်ပါလို့ပြောလိုက်ရင်ကိုကြိုက်တာလေးတွေဝယ်လိုက်တာကိုစူးချတယ်ပေါ့အလှပြင်တာပစ္စည်းအကောင်းစားတွေသုံးတာဒါတွေကိုအရင်ပြည့်မြင့်တတ်ကြပါတယ်တချို့လည်းအတကြီးတဲ့ဘက်ကိုပါရောက်သွားကြပါတယ်ကိုအတွက်ပဲကိုကြည့်တာကို self love လို့ထင်နေကြတယ်ပေါ့နော်တကယ်တော့ self love ဆိုတာဘဝမှာအခက်အခဲတွေဒုက္ခတွေအဆင်မပြေမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာပိုပြီးအရေးတကြီးလိုအပ်တာဖြစ်ပါတယ်တဲ့ကိုတကယ်ချစ်တဲ့သူနဲ့မချစ်တဲ့သူဟာလည်းအိမ်မှာပဲကြွားချသွားကြပါတယ်တဲ့လူချင်းချင်းချစ်ကြတယ်လို့နဲ့လည်းနမူနာယူကြည့်လို့ရပါတယ်ပိုက်ဆံချမ်းသာရင်လက်ဆောင်အကောင်းစားတွေပေးနိုင်တာပဲလीနော်အကျိုးလိုညောင်ရည်သွန်းတာတွေလည်းအများကြီးပါပဲတကယ်အချစ်စစ်မစစ်ကိုတော့ကိုဒုက္ခရောက်တဲ့အချိန်မှလက်တွဲဖြုတ်သွားသလားမဖြုတ်သွားဘူးလားနဲ့ပဲတိုင်းတာလို့ရှာနိုင်ပါတယ်ကိုချစ်တဲ့အချစ်မှလည်းအဲ့လိုပါပဲတဲ့အပေါ်ယံပစ္စည်းဥစ္စာတွေနဲ့မကြည့်ဘဲနဲ့ပိုအရေးကြီးတဲ့ရှုထောင့်တွေကနေစဉ်းစားကြည့်ဖို့လိုအပ်ပါတယ်တဲ့ self love ကိုသိချာနားလဲခြင်းရင်ကိုတကယ်ချစ်တဲ့လူတစ်ယောက်နဲ့ကိုအစားထိုးပြီးမြင်အောင်ကြည့်လိုက်ပါတဲ့သားသမီးလားမိဘလားမောင်နှမလားချစ်သူရည်စားလားတငယ်ချင်းလားကိုနေရာမှာသူတို့ကိုအစားထိုးကြည့်လိုက်ပါဆိုပါတော့ကိုတငယ်ချင်းတစ်ယောက်ကရည်စားနဲ့ပြတ်သွားလို့သစ္စာဖောက်ခံရလို့ပြိုလဲနေတယ်ကိုသူ့ကိုဘလို့ဖြစ်စေခြင်းတလဲအရက်တွေတော့အိပ်ရတဲ့ဘုံလေဘဝကိုရေစုံမျောပေတီလေလွင့်နေတာမျိုးဒီလိုဖြစ်နေတာမြင်ခြင်းတလားဒါမှမဟုတ်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုကုစားနေတယ်လှုပ်သိမ်းလှုပ်ထိုက်တာတွေလုပ်နေတယ်ဘေးပတ်ဝန်းကျင်ရဲ့အကူအညီတွေလည်းရှားယူနေတယ်ဒါမျိုးကိုမြင်ခြင်းတလားဒီလောက်ကြီးတောင်ခံလိုက်ရမှာတော့ဘာမှမဖြစ်တယ်လို့အကောင်ပကတိအတိုင်းရှိနေဖို့ကတော့မဖြစ်နိုင်ဘူးပေါ့ဒဏ်ရာကတော့ရမှာပါပဲသို့တော့သူဒါကိုကြော်ဖြတ်နိုင်အောင်ကြိုးစားနေတယ်ဒါမျိုးကိုမြင်ချင်မှာပဲလीနော်ကိုချစ်တဲ့သူကိုဒါဆိုကိုယ်တိုင်လည်းအသေးကွဲတဲ့အခါသစ္စာဖောက်ခံရတဲ့အခါအဲ့ဒီတိုင်းရှင်သန်လိုက်ပါတဲ့ဒါဒီ self love ပါပဲကိုတကယ်ချစ်တဲ့သူရဲ့အမှုအကျင့်ပါပဲတဲ့အမေဖြစ်သူမှာယောဂဖြစ်တဲ့ဆိုပါတော့စိတ်ဓာတ်တွေကြငါသားသမီးတွေတော့ငွေကုန်ပါပြီဆိုပြီးစိတ်မကူတော့ပဲနေမယ်စိတ်မှန်မတောက်ဘူးအစားအသောက်မစင်ကျင်ဘူးကိုယောဂခံစားနေရတာတောင်သားသမီးကိုမပြောတဲ့မိဘရှိပါသေးတယ်ဒါမျိုးဆိုဘလောက်စိတ်ပူရလဲဘလောက်စိတ်ညစ်ရလဲအဲ့ဒီအစားသူနေမကောင်းဖြစ်ရင်ပြောမယ်စေကံတော့ပြမယ်လိုအပ်တဲ့ကုသမှုခံယူမယ်အစားအသောက်စင်ကျင်မယ်သားသမီးတွေကိုလည်းကျေးဇူးတင်စကားပြောမယ်ယောဂကိုကောင်းရင်ဆိုင်မယ်စိတ်ရှိထားမယ်ဒီလိုဆိုကိုမပြောဘူးလားမြင်ရတာရောစိတ်မချမ်းသာဘူးလားဒါဆိုကိုယ်တိုင်ယောဂဖြစ်တဲ့အခါလဲအဲ့ဒီအတိုင်းကြောဖြတ်ပါတဲ့ကိုညီလေးကိုမောင်လေးတွေယုံကြည်ကြအလုပ်လက်မဲ့ဖြစ်သွားတယ်။တင်ငယ်စိတ်တွေဝင်ပြိုလဲတနေ့ဘာမှလည်းမလုပ်ဖြစ်အချိန်တွေအလကားကုန်နေတာမျိုးကိုမြင်ချင်သလားဒါမှမဟုတ်သူ့ကိုယ်သူဂုဏ်ယူတယ်။သူ့ရည်ချယ်မှုနဲ့ပတ်သက်ပြီးနောင်တမရဘူး။ရနိုင်သမျှအလုပ်တွေစူးစမ်းလုပ်တယ်။အလုပ်ကိုရပ်ထားရပေမဲ့လိလာတင်ယူမှုကိုမရက်ဘူး။အများအတွက်လည်းအကျိုးပြုနေတယ်။အဲ့ဒါမျိုးကိုမြင်ချင်သလားဒါဆိုရင်ကိုယ်တိုင်လည်းအဲ့ဒီအတိုင်းရင်ဆိုင်လိုက်ပါတဲ့ခေါင်းကိုမော့ထားရင်ဘက်တွေကိုကော့ထားလူတယောက်ရဲ့တန်ဖိုးကိုငွေကြေးဥစ္စာတနာတွေနဲ့တိုင်းတာလို့ရှာတာမဟုတ်ပါဘူးတဲ့ဘလောက်လူပြပြသားသားနဲ့ဖြတ်တန်းခဲ့တဲ့လေနဲ့အဓိကတိုင်းတာတာပါတဲ့ဘာအတွက်နဲ့မှတင်ငယ်နေစရာမလိုအပ်ပါဘူးတဲ့နော်ကိုတငယ်ချင်းကြိုက်နေတဲ့ရီစားကသူ့ကိုတန်ဖိုးမထားဘူးပေါ်တင်ရှုပ်တယ်ပွေတယ်အဲ့ဒါကိုလေဟိုတယောက်ကတိတိကြီးနဲ့လက်ခံနေတယ်ဒါဆိုရင်ကိုသဘောကျလားဘယ်ကြမလဲလीနော်ကိုချစ်တဲ့သူကိုတန်ဖိုးထားခံရတာပဲမြင်ချင်တာပေါ့ဒီလိုဆိုရင်ကိုယ်တိုင်လဲကိုတန်မှုမထားတဲ့သူတွေလေးစားမှုမပေးတဲ့သူတွေအတွက်အချိန်ကုန်မခံပါနဲ့အနှိမ်ခံမခံပါနဲ့တဲ့ကိုသားသမီးတစ်ခုခုအမှားလုံးမိတယ်မျက်နှာကလေးကညှိုးငယ်လို့စုခံရမှကြောက်နေတာဒါဆိုကိုအပြစ်တွေတင်းနေမလားစိတ်ထိခိုက်စေမဲ့စကားတွေတစ်ချိန်လုံးပြောနေမလားဒါမှမဟုတ်ဖေမပြောမလားဘယ်သူမဆိုတော့အားပေးမှာပဲလीနော်ဘာမှမဖြစ်ဘူးစိတ်ထဲမထားနဲ့တော့အရေးမှမကြည့်တာဒီလိုစကားလေးတွေပြောကြမှာပါပဲကိုသာအဲ့လိုမပြောကြတာပါဟုတ်တယ်ငါကအတုံးကိုမကြဘူးငါဒါလေးတောင်မလုံနိုင်ဘူးအဖြစ်ကိုမရှိဘူးဒီလိုလုံးမိလိုက်တာငါအတော်နှောင်တရတယ်စားတဲ့စကားတွေပဲပြောနေကြပါတယ်ဒါဆိုကိုတကယ်ချစ်တဲ့သူရဲ့အမှုချင်းတွေမဟုတ်တော့ပါဘူးတဲ့ကိုသားကလိန်တူချစ်ကြိုက်သူပတ်ဝန်းကျင်ကကဲရဲမာကိုကြောက်နေတယ်အဲ့ဒီအခါကိုဘလို့စကားမျိုးကိုပြောမလဲသူ့ဖြစ်တည်မှုကိုတစ်သက်လုံးဖုံးကွယ်ပြီးနေသွားဖို့အားပေးမလားဖြစ်တည်မှုအတိုင်းခိုင်မာရက်တည်နေတာကိုမြင်ကျင်သလားကိုယောက်ျားကမဟုတ်တဲ့နည်းနဲ့ငွေမရှာခြင်းဘူးလိပ်ပြမတန်ဘူး
အဲ့ဒါကိုမဖြစ်ဖြစ်အောင်လုပ်ဖို့ဖိအားပေးမလားငွေတော့ရပါရဲ့သူ့ကိုယ်သူပျောက်ဆုံးသွားတဲ့ကိုယောက်ျားကိုမြင်ကျင်သလားဒါမှမဟုတ်သူ့ရဲ့စံတန်မိုးတွေအတိုင်းပဲရွေးချယ်ရက်တီဖို့တိုက်တွန်းမလားစဉ်းစားကြည့်ပါတဲ့ဒီလိုဆိုကိုယ်တိုင်လဲဘလို့ချီနေမှာပဲဖြစ်ဖြစ်ကိုပုံစံအတိုင်းရှင်တန်ဖို့ကိုပဲရွေးချယ်သင့်ပါတယ်တဲ့ဒါကြောင့် self love လို့ပြောလိုက်ရင်ကိုစုချတာဘာညာထက်အများကြီးပိုပါတယ်တဲ့စိတ်ပိုင်းဆိုင်ရာပြိုလဲမှုတွေကနေယုံထားတာယုံထားဖို့ကြိုးစားတာကျမ်းမာရေးဂရုစိုက်တာနေမကောင်းဖြစ်ရင်လေကြိုးစားကုသတာအခက်ခဲတွေကိုကြံ့ကြံ့ခံရင်ဆိုင်တာဘဝကိုပိုပြီးကောင်းလာအောင်ကြိုးစားအားထုတ်တာကိုတန်မိုးထားတာကိုကောင်းတဲ့စကားတွေပြောတာအတိတ်ကကိုဆိုတဲ့လူကိုခွင့်လွတ်ပေးတာကိုဖြစ်တည်မှုကိုအရှိတိုင်းလက်ခံတာကိုရဲ့စံတန်မိုးတွေအတိုင်းရှင်သန်ရက်တည်တာဒါတွေဟာကိုတကယ်ချစ်တဲ့သူတွေရဲ့အမှုချင်းတွေပါပဲတဲ့အပေါ်ရဲ့အချစ်တွေကအပြောမကျန်တော့တဲ့အခါလက်တွဲဖြုတ်သွားတတ်တယ်လို့ကိုချစ်တဲ့အချစ်တွေကလည်းမစင်မှန်ရင်အိမ်ကောင်းစားမှနေကားကောင်းစားစီရဖို့အရေးတနာရှင်ရှိလက်အုပ်ချီဒူးထောက်ခါစားနေရတယ်ရှက်စရာဘဝမျိုးနဲ့အဆုံးသတ်သွားရတတ်ပါတယ်ဆိုပြီးဆရာရဲ့စာလေးကိုဒီညလေးမှာပဲအဆုံးသတ်ထားပါတယ်ရှင်ဆရာရေးသားနေတဲ့အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ Facebook page ဖြစ်တဲ့ဒေါက်တာဖြူတီဟာဆိုတဲ့ page လေးမှာတွားရောက်ဖတ်ရှုလို့ရတယ်လို့ဆရာရေးသားထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝယ်ယူ update ဖတ်ရှုလို့ရပါတယ်ရှင်ပြီးဆုံးတဲ့ဒီနားထောင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဆောင်ပါလေးတွေမှာလည်းထပ်ပြီးဆုံးတွေ့ကြပါအောင်စို့နော်